အိမ်မှာဆိုရင်စောကြီးမထလို့မနှက်စာငတ်တက်တဲ့တင်သားတော့ခရီးထွက်ရင်တော့စောကြီးနိုးတက်ပါတယ်အဲ့ဒါကြောင့်မနှက်စာတွေသက်စာမယ်ပေါ့စောထားရတာပြောတာမနှက်9 နာရီထိုးနေပြီမော်လမြိုင်မောင်ငယ်ဈေးမှာမနှက်စာသက်စာမယ်ပေါ့နော်ဈေးဆိုတော့ဟင်းသီးဟင်းရအသားငါပန်းတဲ့တွေအစုံပဲပေါ့နော်ဈေးကိုတစ်ပတ်လောက်ကြည့်ရှုပြီးတဲ့နောက်မှာတော့ဗိုက်ဆာလာနဲ့တငယ်ချင်းကသူမော်လမြိုင်ရောက်တိုင်းစားဖြစ်တဲ့တုပ်ဆိုင်ခေါ်သွားပါတယ်ဒါကတော့ငပေါင်းကြော်လို့ပြောပါတယ်။ဘာနဲ့ကြော်တာလဲမေးတော့ဘူးဒီနဲ့ငါးနဲ့ကြော်တာလို့ပြောတယ်ပေါ့နော်အဲ့တော့ဘူးဒီငပေါင်းကြော်ပေါ့နော်ကိုကလည်းရန်ကုန်သူဆိုတော့တစ်ခါမှမစားဘူးတော့တန်ရှင်အန်ဒီကြီးကတခုအလကားကြွေးပါတယ်စားကြည့်လိုက်တော့ရတာပုံမှန်အကြော်ရတာပါပဲအရင်ထွေထွေတော့မရှိဘူးပေါ့နော်ကိုကြည့်တကြည့်နဲ့ငပေါင်းတောက်ကြော်တခုကိုကောင်းစားလိုက်တယ်နောက်ပြီးတော့ဆိုင်မှာဘာရသည်လဲဆိုတော့မော်လမြိုင်အတုပ်ဆောင်ရတယ်နောက်ပြီးတော့တကြံထမင်းရတယ်ဆိုတော့မနှက်စာမစားစဘူးစားဘူးလေတကြံထမင်းလေးမှားလိုက်ပါတယ်တကြံထမင်းကတော့ရန်ကုန်မှာတခါတလေမှရတတ်ပေမဲ့ဒီမော်လမြိုင်မှာအမြဲလိုရတတ်တာဆိုတော့မနှက်စာလေးဖြစ်နေစားခဲ့ပါတယ်ထမင်းကိုရေခဲရေလေးနဲ့စိန်ထားတာလေးတစ်စုံစားလိုက်ငါချောက်အချိုကြော်လေးစားလိုက်နဲ့လုံးဝ perfect ပဲတကြံထမင်းကြိုက်တဲ့လူလည်းညှို့ထောင်ဆိုရင်တင်စားထိဆုံးတာပါအားလုံးပဲဆက်စားလိုက်ပါဦးမေတ္တာ